ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေကြတဲ့2026ကမ္ဘာဖလားရဲ့ဖွင့်အုပ်စုဖြစ်တဲ့ Group A ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအုပ်စုကတော်တော်လေးကိုအကျိတ်နယ်ရှိပြီးတော့ပြည်သက်တွေအကြိုက်တွေ့မဲ့အုပ်စုလို့ပြောလို့ရတယ်ဗျကဲစလိုက်ကြ Group A ထဲမှာဘယ်အသင်းတွေပါဝင်မလဲဆိုရင်အင်ရှင်ဖြစ်တဲ့မက္ကဆီကိုတောင်အာရှရဲ့အသင်းတစ်သင်းဖြစ်တဲ့တောင်ကိုရီးယားတောင်အာဖရိကအသင်းနဲ့ချက်အသင်းတို့ပါဝင်မှာဖြစ်တယ်တောင်အမေရိကဥရောပအာရှနဲ့အာဖရိကမတူညီတဲ့တိုက်ကြီးလေးခုကအသင်းတွေအားပြိုင်ကြမယ် group လည်းဖြစ်တယ်အရင်ဆုံးအင်ရှင်မက္ကဆီကိုအကြောင်းကိုအရင်ဆုံးစပြီးတော့ပြောမယ်အင်ရှင်ဆိုတဲ့အတိုင်းပဲသူ့ရဲ့အားသာချက်ကတော့ပြည်သက်အင်အားနဲ့ရာသီဥတုပဲမက္ကဆီကိုစီးတီးအားကစားကွင်းကြီးထဲမှာပြည်သက်အားပေးမှုအပြည့်နဲ့ကစားရမှာဖြစ်လို့ပြိုင်ဘက်တွေအတွက်ကတော့ခက်ခဲစေမှာပါ AC Milan ဆန်တီယိုဂျေမင်းနက်စ်ဖူဟန်ရာဟူဂျေမင်းနက်စ်လိုမျိုးတိုက်စစ်မှုတွေအက်ဒီဆန်အက်ဗာရက်စ်တို့လိုဝါရက်ကွင်းလယ်လူတွေနဲ့ဂိုးသမားနေရာမှာ၄နှစ်တစ်ကြိမ်ပေါ်လာတဲ့အိုချိုဝါတို့လိုကစားသမားအစုံလင်နဲ့လူစုံတက်ဆုံပြင်ဆင်ထားတယ်ပြည်သက်အင်အားအင်ရှင်အင်အားနဲ့နောက်တစ်ဆင့်ကိုတက်ဖို့ကြိုးစားလာမှာဖြစ်တယ်ဒုတိယမြောက်အသင်းကတော့အာရှရဲ့ကြားတောင်ကိုရီးယားအသင်းတောင်ကိုရီးယားအသင်းဟာကမ္ဘာဖလားကို17ကြိမ်ဇက်တိုက်တက်လှမ်းနိုင်ခဲ့တဲ့အာရှရဲ့ဂုဏ်ဆောင်အသင်းဖြစ်တယ်အားလုံးသိတဲ့အတိုင်းတောင်ကိုရီးယားအသင်းကိုကျွန်တော်တို့ရဲ့အချစ်တော်ဆွန်ဟောင်မင်ကနေဦးဆောင်လာမယ်ဒါအပြင် PSG ကလီကွမ်ဟင်းတို့ခိုင်စစ်မှာဘိုင်ယန်ကင်မင်ဂျေးတို့လိုဥရောပအဆင့်ကစားသမားတွေနဲ့စုဖွဲ့ထားတာမို့လို့ဘယ်အသင်းကိုမှရှိန်မနေဘဲနဲ့နောက်တစ်ဆင့်တက်ဖို့ကြိုးစားလာကြအောင်